ရာဝနာပသိမ်ရုံးခွဲရဲ့နောက်အသင်းသားတဦးဖြစ်တဲ့ဒေါ်ရီစန်းနဲ့တွေ့ဆုံမြင်မြန်ထားတာတွေကိုကျမနဲ့အတူကြည့်ရှုပေးကြပါအောင်နော်အမမင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါရှင်အမကတော့ဆရာဝနာပသိမ်ရုံးခွဲမှာတာဝန်ထမ်းဆောင်နေတဲ့မခင်ဝါလင်းပဲဖြစ်ပါတယ်ပထမဦးဆုံးအမရဲ့အကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့နာမည်ကတော့ဒေါ်ရီစန်းဖြစ်ပါတယ်အသက်ကတော့38နှစ်ပါရှင်အလုပ်ကရတော့ beauty salon မှာနေတာကတော့ငပူတော်မှာပါရှင်ဆရာဝနာကိုဘယ်လိုစတည်သိရှိခဲ့ပြီးတော့ဘာကြောင့်လက်တဲခဲ့ဆိုတဲ့အကြောင်းလေးပြောပြပေးပါအောင်နော်အမဟုတ်ကဲ့ပသိမ်ရဆရာလေးတွေက promotion ဆင်းတဲ့အခါကျတော့အမနဲ့တည်ပြီးတော့ကိုလုပ်ငန်းနဲ့လည်းအဆင်ပြေမယ်တင်ပြီးတော့ဒီဆရာလေးနဲ့ဆက်သွယ်ပြီးတော့အဖွဲလိုက်စပြယူတာပေါ့နော်အချိန်မထုတ်ထားတာရောအချိန်ဘယ်လောက်ရှိပြီလဲအမအခုချိန်နဲ့ဆိုလို့ရှိရင်6ချိန်ရှိသွားပြီအခုလက်ရှိမှာရောချိန်ဘယ်လောက်ထုတ်ထားလဲအမဒီနေ့တည်းမှဆိုရင်380ထုတ်ထားတယ်ဟုတ်လုပ်ငန်းအကြောင်းလေးရောအသေးစိတ်နဲ့ငယ်လေးပြောပြပေးလို့ရမလားအမဟုတ်ကဲ့ပြောရမှာမရှိရင်တော့ကတော့ဒီမှာတော့မရောက်သေးဘူးပေါ့နော်စရင်တော့ကန္နာဆိုင်မှာဆိုင်သေးသေးလေးနဲ့လှုပ်လာတယ်အဲ့ဒီကနေမှဒုတိယတစ်ခါဒါ2018မှာဆိုလို့ရှိရင်ဒါကနောက်တာဒုတိယဆိုင်တစ်ခါထပ်ပွင့်တယ်အဲ့ဆိုင်ကလည်းကျင်းတော့ပြင်းနေဧည့်သည်တွေကတပြည့်ပြည့်နဲ့များလာတော့ဒီဆိုင်က2019မှာဒီမှာပြန်ပြောင်းတယ်ကိုဗစ်ကာလပေါ့နော်ဒီအဆိုင်ကြီးမှာပြန်ပြောင်းတယ်အဲဆိုဒီမှာဒီကလုံငါးကြလဲဖြောင်းတာကောက်တာရှော်တာအဲ့လိုမျိုးအစုံအပြေကိုနောက်တာဒီအခုနောက်တာဆိုင်ကိုအစ်စ်ထပ်ဖွင့်လာတယ်အဲ့ဖွင့်တဲ့နေရာမှာလဲဒါချစ်သေးလက်တဲ့စပါပေါ့နော်စပါနေထပ်ပြီးဖွင့်လာတယ်အဲ့မျိုးတင်နှန်းကြောင်းလဲထပ်ပြီးဖွင့်လာသေးတယ်ဟုတ်ကဲ့ဒီကလေးရှိမှာရောဝန်ထမ်းရင်ဘယ်လောက်နဲ့လေဘက်နေသလဲအမဆိုင်နှစ်ဆိုင်ပေါင်းဆိုလို့ရှိရင်ဝန်ထမ်းကတော့17ယောက်ရှိတယ်ဟုတ်ကဲ့ဆရာဗလာချင်းဝင်ရအောင်အမားတို့ရဲ့လုပ်ငန်းပေါ်ဘယ်လိုမျိုးလေးအထောက်အကူပြုသလဲအမဟုတ်ကဲ့ဒီဘက်ဆိုင်မှာကျတော့လိုအပ်တဲ့ဆက်တွေနည်းနည်းထပ်ပြီးဖြည့်တယ်ဟိုချစ်သေးလက်တဲ့ဆိုင်မှာကျတော့လဲလိုတဲ့ပစ္စည်းလေးထပ်ဝယ်ပေါ့နော်ထပ်ဝယ်ထက်ပြည့်တယ်ပေါ့နော်နောက်တစ်ခုကျတော့ဒီဟိုတင်နှန်းကြောင်းလေးဖွင့်လာတဲ့အတွက်ဒီတင်နှန်းလာတက်တဲ့ကလေးတွေကိုလည်းအဲ့ဒီပေါ့သူတို့လာတက်ပြီးလို့ရှိရင်ကိုယ်ပိုင်ဆိုင်ပြန်ရဖွင့်နိုင်တယ်တနိုင်တစ်ပိုင်စီးပွားရေးပြန်လုပ်နိုင်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့မှလည်းဟိုဒီအထောက်ပံ့ဖြစ်စေတယ်ပေါ့နော်ဒီဟုတ်ကဲ့ဒီလုပ်ငန်းမှာလည်းဟုတ်ဆရာဗနာရဲ့10နှစ်ပြည့်အထိမ်းအမှတ်အတွက်အမှတ်တရစကားလေးတစ်ခုလောက်ပြောပြပါအောင်နော်အမဟုတ်ကဲ့ဆရာဗလာ10နှစ်ပြည့်ထိမ်းမှနေတဲ့နောက်နှစ်ပေါင်းများစွာအောင်မြင်ပါစေတိုးတက်ပါစေအခုလိုမျိုးကျမတို့လုပ်ငန်းရှင်တွေလည်းများစွာလက်တွဲနိုင်ပါစေခုလိုဖြေချပေးတဲ့ကျေးဇူးထူးတင်ပါတယ်နော်အမလူကြီးနဲ့မိသားစုလည်းဒီထက်မကတိုးတက်အောင်မြင်ပါစေလို့ဆရာဗနာမိသားစုကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်အမ